မိသားစုဝင်အားလုံးကြိုက်ကြတဲ့ငါ6000ကျော်လေးကြော်ပြမှာပါစီတွေကိုစနေမုံထည့်ချက်သွင်းလေးထည့်ပြီးတော့စီတက်ပါမယ်စီတက်တဲ့ချက်သွင်းလေးတွေအရောင်လာပြီဆိုလို့ရှိရင်စီလေးကနေပြီးတော့ဖယ်ထုတ်ထားလိုက်ပါမယ်ရှင်ပြုတ်ပြီးတော့ထောင်ထားတဲ့ကတပေါင်း6ကလေးတွေကိုခုနကစီလေးကိုထည့်ပြီးတော့6လာတဲ့အထိစီပြီးတော့ကြော်ပေးပါမယ်ရှင်မချောင်းလေးတွေလည်းအယောင်ပြောင်းပြီးလာလို့ရှိရင်အေးခံထားပြီးတော့ခုနကကြော်ထားတဲ့ချက်သွင်းချောင်းလေးနဲ့ရောပေးလိုက်လို့ရှိရင်ခလီရောလူကြီးပါအားလုံးကြိုက်ကြတယ်မချောင်းထောင်းချိုချိုလေးရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်